အားလုံးပဲမင်္ဂလာပါရှင်ဆရာလူတို့ဦးလာရေးသားသောနိုင်ငံတော်လှုပ်ရှားမှုကြီးတွင်ပါဝင်ခဲ့သူတို့ကိုဒုက္ခအပိုင်း၅ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဂျပန်ခေတ်ကဂျိုးပင်ကောင်းနေသို့ရန်ကုန်မှစစ်ပြေးပြေးကလာရောက်နေသူများအနက်ကျောင်းသူရဲ့မိန်းကလေးတဦးသည်ဖက်စစ်တော်လှန်ရေးအချိန်တွင်တော်လှန်ရေး၌ပါလာသည်သူနာပြုလုပ်ငန်းတာဝန်များကိုဆောင်ရွက်နေသည်ထိုမိန်းကလေးနှင့်စိန်ကြီးသည်လူငယ်တို့ဘာဝသမီးစားဖြစ်ကြသည်တို့ရာတွင်စိန်ကြီးမိဘများက၎င်းတို့သားကိုထိုမိန်းကလေးနှင့်သဘောမတူမိန်းကလေးမိဘများကလည်းသူတို့သမီးကိုစိန်ကြီးနှင့်သဘောမတူစစ်ပြီးသောအခါမိန်းကလေးနှင့်မိဘများသည်ကြီးမနိုင်ဆန်းချောက်သို့ပြန်၍ပြောင်းလာရာပျော်ရွယ်သူနှစ်ဦးမှချစ်ပင်ပြိုးစားလိုက်ပြီးခွဲခွာလိုက်ကြရသည်မလွဲသာ၍ဦးစောနှင့်ရန်ကုန်လိုက်ခဲ့ရသောစိန်ကြီးသည်သူ့ချစ်ရည်စားကိုတွေ့အောင်ရှာရန်အခွင့်ကောင်းရတော့သည်ထို့ကြောင့်ပင်ဇေကားတစ်စီးယူကစိန်ကြီးထွက်သွားခြင်းဖြစ်သည်တခါတရံသူ့တငယ်ချင်းမိတ်ဆွေများရှိရာပြည်သူရဲဘော်တပ်ဖွဲ့သို့လည်းအလဲပတ်သွားလေးရှိသည်ဤအကြောင်းကိုဦးစောမသိပေသူ့ရည်စားသည်လည်းကျောင်းပြန်တည်၍နေသည်ခေါင်းဝင်ကလေးနှင့်ကွန်ပင့်ကျောင်းတစ်ချောင်းသို့တက်သည်စိန်ကြီးကရှာ၍တွေ့သောအခါဝမ်းသာကြသည်တခါတရံကျောင်းပြေးပြီးစိန်ကြီးနှင့်အတူအင်းရဘက်သို့သွားကအချိန်ကုန်သည့်အထိစကားပြောနေတတ်ကြသည်စိန်ကြီးကမူမိန်းကလေးကိုညှတာသည်တစ္ဆာမဖောက်အတူမနေနိုင်သေးသည့်အချိန်တွေကိုလည်းပြောပြထားသည်ဂျိုးပင်ကောက်သို့စိန်ကြီးမပြန်နိုင်သောအကြောင်းကြောင့်မှာဤအကြောင်းလည်းတစ်ခုအပါအဝင်ဖြစ်လေသည်ထို့ပြင်သဘောလဲကောင်းငယ်ရွယ်သူကိုလည်းချစ်ခင်တတ်သောစိန်ကြီးအားကလေးငယ်ရွယ်73နှစ်သမီးခန့်သားရှိသေးသောဘေဘီစောကလေးကလည်းအလွန်ခင်သည်အကိုနှင့်ခေါ်၍နေလေးရှိသည်စိန်ကြီးကလည်းဘေဘီစောအားနှမငယ်ကလေးအရင်တစ်ဖွဲ့ယူဆသည်ဤကလေးကိုခင်မင်မှုတည်လည်းဦးစောဝါရကိုမကြိုက်သောစိန်ကြီးအဖို့ဦးစောထံမှထွက်မသွားနိုင်သောအကြောင်းတရဖြစ်သည်တညနေတွင်ခါတိုင်းညနေများကဲ့သို့အင်းရကန်တွင်ကျွန်တော်ရေချိုးဆင်းပြီးအဝေးစားလဲကအနှင်းငယ်အညောင်းဆိုင်ရန်အတွက်အိမ်ရှိကွက်လက်ဖက်သို့ရောက်ခဲ့ပါသည်ဤအချိန်တွင်ဦးစောနှင့်အခြား3ဦးလောက်သည်အိမ်ရှိပိုင်းတနေရာတွင်ထိုင်ကာစုံတစ်ခုတိုင်ပင်နေကြပါသည်ဦးစောကကျွန်တော်ကိုမြင်သောအခါလှမ်းခေါ်ပြီးကဲကိုဒုက္ခအတော်ပဲဟုဆိုပါသည်ကျွန်တော်လည်းကလထိုင်အလွတ်တစ်ခုတွင်ဝင်ထိုင်လိုက်ပါသည်ကျွန်တော်တို့မှာအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်ကိုဒုက္ခကောင်းမောင်းရလိမ့်မယ်အရင်ကိစ္စထက်အရေးကြီးတဲ့ကိစ္စပဲဘယ်နဲ့လဲမောင်းနိုင်ပါမလားဟုမေးပါသည်ကျွန်တော်လည်းဘာကိစ္စဖြစ်ပါသလဲဟုပြီးမမေးတော့ပါမောင်းနာပေါ်ဟုဖြေလိုက်ပါသည်သူဘာခိုင်းလောက်ရမည်အခြေအနေတွင်ရှိရကားမောင်းခိုင်းသည်ကိုမောင်းရမည်ဖြစ်ပါသည်တအိမ်လုံးဦးစောအိမ်တွင်ရှိနေသောပရိသတ်30ကျော်တွင်ကားမောင်းတက်သူက3ယောက်သာရှိပါသည်ခင်မောင်ရင်စိန်ကြီးနှင့်ကျွန်တော်တို့ဖြစ်ကြပါသည်ဤအကြောင်းကိုဦးစောသိပြီးဖြစ်၍သူ့အစီအစဉ်တွင်ထဲသွင်းတွက်ချက်ပြီးဖြစ်ဟန်တူပါသည်မောင်းပါမယ်ဆိုသောစကားပြန်ရပြီးသည့်နောက်ဦးစောသည်မူလ3ယောက်နှင့်ပင်ဆက်လက်၍စကားပြောနေပါသည်ခက်တိုးတိုးပင်ဖြစ်ပါသည်ဘိုးချုပ်စသဖြင့်သူ့စကားများထဲတွင်နာမည်တစ်လုံးမှမပါပါတို့ရာတွင်ညီတို့တက်ညီတို့ဝင်ညီတို့ပြစ်ခတ်ရမည်စသည်များကိုပြောနေခြင်းဖြစ်ရာတစုံတစ်ခုသောတပ်ဖြတ်မှုကိုစီစဉ်နေခြင်းဖြစ်သည်ကိုအနည်းတွင်ထိုင်လျက်ရှိသောကျွန်တော်သည်ကောင်းစွာရိပ်မိပါသည်ကျွန်တော်အားတမင်ခေါ်ယူတိုင်ပင်ခြင်းမဟုတ်ပါအိမ်ရှိထွက်လာ၍ခေါ်ပြောခြင်းသာဖြစ်ပါသည်အခြားသူ3ယောက်ကမူအပိုင်းအစစ်တွေတည်ပြီးဖြစ်ဟန်တူပါသည်ထို့နောက်လူစုကွဲသွားကြပါသည်မိသူတွေနှင့်မိတို့ကြိုတင်ပြင်ဆင်ထားသည်ကိုကကျွန်တော်ဘာမှမသိပါယခုလူစုခွဲကြရတွင်လည်းဘယ်သူကဘာတာဝန်စသဖြင့်တေးသေးချာချာခွဲသည်ဟုလည်းမကြားပါဦးစောထသွား၍
အခြားသူများလည်းထသွားကြခြင်းဖြစ်ပါသည်သူတို့ကိုကြည်ရသည်မှာခပ်ပေါ့ပေါ့ပင်ဖြစ်ပြီးတဆုံတရာအခက်အခဲရှိမည်ကိုပူပင်သောဟန်အမူအရာကိုမတွေ့ရပါထိုနေ့မှာ1948ခုဇူလိုင်လ18ရက်နေ့ဖြစ်ပါသည်ညမိုးချုပ်သောဤလူစုသည်တနေရာထဲတွင်အတူတူအိပ်ကြပါသည်ဤကိစ္စနှင့်ပတ်သက်၍စကားတစ်ခွန်းမှမပြောကြပါတယောက်မှလည်းစကားမဆက်ကြပါဦးဆောင်မျက်ကွယ်တွင်တော်သည်မတော်သည်ဘာပဲတို့ဟူ၍လုံးလုံးတိုင်ပင်ရဲခြင်းမရှိကြပါတယောက်လည်းဘလောက်ရှုံချရသည်ဆိုသည်ကိုမသိနိုင်ပါပင်မိယာတွင်အစွန်းအစထွက်၍တန်တရားဖြစ်ဖွယ်စကားတစ်ခုကိုပြောမိပါလေထိုသူမှာမုတ်ချသေးရဖို့သာရှိပါသည်အဲ့ရတဲ့မလဲမီဝိုင်းဖွဲ့ပြီးဟိုစကားဒီစကားရည်စရာများကိုပြောနေကြပါသည်ဦးစောသည်ရုတ်တရက်ဝင်လာပါသည်ရီမောနေကြပြီဖြစ်ပါသည်မထကြနဲ့ဟုလေလက်ပြကပြုံးနေပါသည်ဘာတွေများပြောနေကြလဲဟုမေးလိုက်ပါသည်ကျွန်တော်တို့ထဲမှတယောက်ကအလကားရည်စရာတွေပြောနေတာပါဟုဖြေလိုက်ပါသည်ခဏတောင်မတည့်ရနေပြီးနှုတ်ဆက်ကသူ့အိမ်သို့ပြန်သွားပါသည်ကျွန်တော်ရောက်နေသောရပ်ပေါင်း40ခန့်အတွင်းကျွန်တော်တို့နေရသောဤအိမ်ကလေးသို့ဦးစောလာသည်မှာဤတစ်ချိန်သာဖြစ်ပါသည်အရေးကြီးသောအချိန်ပိုင်းဖြစ်၍သူနှင့်တွေ့ဆုံပြီးနောက်ကျွန်တော်တို့ချင်းဘာတွေဆွေးနွေးတိုင်ပင်နေသည်စိတ်ချရမည်မချရမည်စသည်တို့ကိုအကဲလာခတ်ခြင်းဖြစ်ဟန်တူပါသည်ကျွန်တော်တို့ရှိရာအိမ်ထဲသို့မဝင်မီကအပြင်ဘက်မှမိမြကြကြရက်ကြည့်အကဲခတ်ပြီးနားထောင်ပြီးဆိုသည်ကိုလည်းကျွန်တော်တို့မသိပါနနက်မိုးလင်းပြီးရေချိုးပြီးလက်ဖက်ရည်အချိုတောက်ကြပါသည်1949ဇူလိုင်လ19ရက်နေ့1309ခုဝါကောင်လဆန်2ရက်စနေနေ့ဖြစ်ပါသည်ဦးစောကခေါ်ခိုင်းပြီးအမှုထဲပါသူတချို့သွားကြပါသည်ယူနီဖောင်းများဝတ်ကြရန်အသင့်ပြင်ကြရန်ပြောပါသည်ခဲယမ်းမိကြောက်အစုံနှင့်စစ်ယူနီဖောင်းအစုံပေါင်းမြောက်များစွာအထက်လိုက်အပုံလိုက်ဦးစောအိတ်သောအခန်းထဲတွင်ရှိပါသည်စစ်အုပ်ထုပ်များလည်းကားရုံအခန်း2ခန်းထဲတွင်အများကြီးဖြစ်ပါသည်မှတ်မိပါသေးသည်ဗန်တိုက်ကိုစီးရန်ကြံစင်ကပါရမည့်သူများယူနီဖောင်းဝတ်ကြည့်ကြရာတော်သူတယောက်မှမရှိ၍အားလုံးပြင်ချုပ်ခဲ့ကြရပါသည်ထိုစီစဉ်တွင်ပါခဲ့သူများအတွက်မူဦးစောအခန်းထဲမှယူနီဖောင်းယူရန်မလိုတော့ပါကျွန်တော်မှာကားမောင်းရမည့်သူဖြစ်သောကြောင့်ကျွန်တော်ကယူနီဖောင်းဝတ်ဖို့လိုပါသလားဟုမေးရာဦးစောကဘောင်းမီတော့ဝတ်ပါအင်ကြီးတော့ကိစ္စမရှိဘူးဟုပြန်ပြောပါသည်အိမ်ကလေးတို့ပြန်ပြီးဘောင်းမီစိမ့်နှင့်ရှက်လက်တို့အဖြူကိုဝတ်ကကျွန်တော်ပြန်လာတော့အခါပြစ်ဖို့ထဲကတယောက်လိုနေတယ်ဦးစောနှင့်ကိုစိုးတို့လူစုပြောနေကြပါသည်တဲတဲကွက်ကွင်းဆုံးဖြတ်ချက်ရသေးဟဲ့မတူပါထို့နောက်ရှန်ကြီးအောင်ပဲကောင်းတယ်ဟုပြောကြကရှန်ကြီးအောင်ကိုခေါ်ပြီးယူနီဖောင်းများကိုစိုးနှင့်ကိုတက်နေတို့ကဝိုင်းဝတ်ပြင်ဆင်ပေးကြပါသည်ထို့နောက်စစ်တပ်တစိမ့်များတက်ဆင်ကြပါသည်ကောင်းစွာမတက်တက်ကြသဖြင့်ရည်ကြရပါသေးသည်နောက်ဆုံးတက်ပြီးတဲ့တိုင်အောင်စနစ်တကျမှန်ကန်လိမ့်မည်မထင်ပါဖက်နှက်များကလည်းတရေစစ်ဖက်နှက်ထူကြီးများမဟုတ်ကိုဖာသာကိုဝယ်ပြီးတခါတရံစီးကြသောကင်းဘတ်ဖက်နှက်အင်ညိုများသာဖြစ်ပါသည်ဦးစောကဝယ်မပေးပါတေးသေးချာချာဂရုပြုကြည့်လျင်စစ်သားမဟုတ်ကြောင်းသိသာလာပါသည်အသင့်ဖြစ်ကြသောအခါဦးစောကခတ်တိုးတိုးဟန်အမူအရာခက်ဖြစ်ဖြစ်နှင့်မှားစရာများကိုမှားနေပါသည်ထိုအချိန်တွင်တယ်လီဖုန်းလာ၍ဦးစောသည်တယ်လီဖုန်းရှိသောအခန်းတွင်သို့ထသွားပါသည်ကြံရစ်သောလူစုသည်စကားတစ်ခွန်းမှမပြောကြပါကိုယ်စိတ်ကူးနှင့်ကိုတွေးနေကြပါသည်ဦးစောသည်တယ်လီဖုန်းကိုအတန်အုပ်ပြီးတိုးတိုးပြောနေပါသည်ဘာပြောနေသည်ကိုမသိနိုင်ဦးစောနှင့်မြည်သူတယ်လီဖုန်းစကားပြောနေကြသည်ကိုလည်းကျွန်တော်မသိပါခင်မောင်ရင်မှုံကြီးကိုနီနှင့်
ကိုပန်းညွန့်တို့ဆော့ဆော့ကလေးကဒေါ့ကျစ်နှင့်မျိုးရဲသွားနေကြသည်ကိုအမှုဖြစ်လာမှသာသိပါသည်ထိုအချိန်ကမူမသိသေးပါအဲ့ဒီတွင်းတနေရာတွင်အစိခံမိန်းကလေးနှင့်ယောက်ျားလေးတူရှိကြပါသည်ဦးစောကထိုကလေးများနှင့်တာဝန်ပေးထားသူထဲကအချို့လူများကိုအသိမပေးလို့၍ဤအရေးကြီးသောအချိန်တွင်တိုးတိုးဖြည်းဖြည်းလုံနေပြောနေဟန်တူပါသည်တယ်လီဖုန်းပြောပြီးနောက်ခြေကိုပင်ခက်ဖြည်းဖြည်းနေပြီးဦးစောပြန်လာပါသည်ခက်တိုးတိုးပင်တို့ရတွင်ဒေါပါပါနှင့်ပြန်ဆက်၍ဘာမှကြောက်စရာမရှိဘူးလှုပ်ရှားရှိတာကိုသာတေးသေးချာချာလှုပ်ဖို့လိုတယ်တတိတော့ရှိရမယ်တတိဆိုတာကတော့ပိုတယ်လို့မရှိဘူးစသဖြင့်မှားကြနေပါသည်တယ်လီဖုန်းလာပြန်ပါပြီရခင်ကအတိုင်းဦးစောထပြီးတိုးတိုးပြောပြန်ပါသည်ထို့နောက်ပြန်လာပြီးစက်ကအပေးစကားတတိပေးစကားများပြောနေပြန်ပါသည်မတမီတယ်လီဖုန်းမြည်တမ်းကြားရပြန်ပါသည်ဦးစောထသွား၍ဖြည်းဖြည်းပြန်လာပြန်ပါသည်စကားတိုးတိုးပြောနေခိုင်တယ်လီဖုန်းတစ်ကြိမ်ထပ်လာပြီးနောက်ဦးစောကကဲသွားကြမယ်ထကြပြင်ကြဟုဆိုပါသည်ထိုအချိန်မှာ10 နာရီခန့်ရှိနေမည်ဟုထင်ပါသည်မိုးအနှဲငယ်ရွာနေပါသည်အိမ်ပေါ်ကဆင်းလိုက်အဝတ်ဖက်နဲ့ရောဘာခံဖွားနှင့်ချိန်နှိပေါ်နင်းပြီး၍ကျွန်တော်ချော်လဲရာတော်တော်ပင်တင်မဆုံးနာသွားပါသည်ဦးစောကဘယ်နဲ့နေလဲလိုက်မေးပါသည်ကျွန်တော်ကအသာထပြီးကိစ္စမရှိပါဘူးဟုပြန်ပြောကားစီသို့ဆက်သွားပါသည်ထိုခါကသာတင်မမနာပဲလက်ကျိုးသွားလျင်ကျွန်တော်ကားမောင်းလိုက်ရမည်မဟုတ်ပါခြေကားကိုကျွန်တော်တို့ကိုယ်တိုင်အသင့်ပြင်ထားခြင်းမဟုတ်ပါတော်မီ3လက်နဲ့စတင်းတက်လက်လဲကားပေါ်တွင်အစင်သစ်ရှိပါသည်ဦးစောကသူ့တာဝန်နဲ့သူအားလုံးအစင်သစ်ဖြစ်အောင်တာဝန်ခံထားပြီးလောက်ခိုင်းထားဟန်ရှိပါသည်ကားပေါ်တက်ပြီးမောင်းထွက်သွားရန်အားလုံးအသင့်ဖြစ်နေပါသည်ကိုဆိုးကိုတက်နေစိန်ကြီးနှင့်ရန်ကြီးအောင်တို့ကားပေါ်ရောက်လျင်ထွက်ပါတော့သည်ဦးစောကလက်လန်းပြပြီးနှုတ်ဆက်ပါသည်ကားပေါ်ကလည်းပြန်ပြနှုတ်ဆက်ဟန်ပြုကြပါသည်အတွင်းဝင်ရုံးတို့သွားရတွင်ပြည်လမ်းမကြီးပေါ်၌ကင်းနှကင်းရှိပါသည်ကမာရွတ်ဂတ်အနီးတွင်တကင်းမြေဒီကုန်းတွင်တကင်းဖြစ်ပါသည်စိန်ကြီးသည်ဤလမ်းများနှင့်ဤကင်းများကိုကောင်းကောင်းလေ့လာပြီးဖြစ်ဟန်တူပါသည်အိမ်ကထွက်ပြီးပြည်လမ်းအတိုင်းမောင်းနေရာ10 မိနစ်ခန့်ကြာတွင်စိန်ကြီးကဘဲကွေ့ခိုင်းပြီးထိုလန်းဤလန်းစသဖြင့်ညွန်ပြကာမောင်းခိုင်းပါသည်ထို့နောက်ဆက်မောင်းသွားရာဘဲလန်းကဘဲသို့မောင်းရသည်ဆိုသည်ကိုယခုမှတ်မိတော့ပါမတမီဤထောင်ကြီးနောက်ဖေးကပြည်လမ်းမကြီးပေါ်သို့ရောက်လာပါသည်ထို့နောက်ကော်မရှင်နာလန်းမောက်ကိုမာရီလန်းယခုဖိုးချုပ်လန်းမှစပက်လန်းကိုချိုးပြီးအတွင်းဝင်ရုံစာတိုက်ကလေးအနီးရှိစပက်လန်းပေါ်မှပထမအပေါက်ကျဲအတိုင်းဝင်ရပါသည်ဂိတ်အဝင်တွင်ဘာဖြစ်သည်မသိပါကားများပိတ်ဆို့နေကြပါသည်ထို့ကြောင့်ရက်ဆောင်နေကြရပါသည်ထို့နောက်စိန်ကြီးမောင်းခိုင်းသည့်လမ်းအတိုင်းဆက်၍မောင်းကာသူတို့ကိုတနေရာတွင်ချထားပြီးသူတို့ကိုတနေရာတွင်စောင့်နေရပါသည်စိန်ကြီးကကားဆက်မရက်နဲ့ဟုလည်းမှားခဲ့ပါသည်အတွင်းဝင်ရုံးပေါ်သို့4 ယောက်တက်သွားပြီးမကြမီပင်ဖြောက်နှင့်အတန်များကြားရသဖြင့်ပြက်ကုန်ကြပြီဆိုသည်ကိုကျွန်တော်သိပါသည်အတန်မှာတိတ်လဲမကျဲပါဝုံဝုံထိုင်းလည်းမဖြစ်ပါအရွက်တွေများသောတရက်ပင်ကိုကြောက်စရစ်ခဲကလေးများနှင့်ဆုပ်၍လှမ်းပစ်သည်ကိုနှလန်းမကမ်းမှကြားရသောအတန်လောက်သာရှိပါသည်ဘလို့ဖြစ်နေသလဲသူတို့ကပဲပြစ်နေကြသလားအပြန်အလှန်ပြစ်နေကြသလားစသဖြင့်တွေးတောနေမိပါသည်ခဏကြာသောသူတို့လူတိုင်းလှေကောင်းလမ်းမကြီးတိုင်းခတ်တုတ်တုတ်အပြေးလေးဆင်းလာကြပါသည်ကားဆက်မှာနိုးနေရမှသူတို့ပြစ်နေသည့်အချိန်မှာရုတ်တရက်ရက်သွားပါသည်နှိုးတော်လဲမရပါသူတို့ဆင်းလာသည်ကိုတွေ့၍ထက်နှိုးတော်လဲမနှိုးပါကားပေါ်လူတွေတက်မိ၍စိန်ကြီးအတင်းနှိုးတော့မှနှိုးပါသည်
ဤကာမှာစိန်ကြီးကင်နေကြကားဖြစ်သည်ဖြင့်ကျွန်တော်ထက်လဲသူကနားလေပါသည်စပက်လမ်းဘက်သို့ပင်မောင်းထွက်ရပါသည်ထို့နောက်ဘဲချိုးညာချိုးဘဲတစ်ခါချိုးပြီးတော့စတော့ကိတ်လမ်းအတိုင်းကန်တော်ကြီးတို့တက်ပါသည်ကျွန်တော်ကားမောင်းသည်ကိုအားမရကြပါခမကားမောင်းတာနှေးတယ်ဖြစ်ကိုတက်နေတဖြစ်တတောက်ပြောနေပါသည်ကျွန်တော်ကလည်းကို့အချိန်စားနဲ့ကိုအမြန်ဆုံးမောင်းနေခြင်းဖြစ်ပါသည်ဗဟန်းဘက်သို့ရောက်သောအခါကျွန်တော်ကိုဖယ်ခိုင်းပြီးစိန်ကြီးမောင်းပါသည်သုံးတန်ကုန်တင်ကားကြီးတွေကလည်းသွားအခြားရိုးကားများကလည်းခရီးများချိန်ဖြစ်သည်ဖြင့်အမြန်မောင်းရန်အလွန်ခက်သောနေရာဖြစ်ပါသည်တို့ရရင်စိန်ကြီးသည်လျင်မြန်ခြင်းကိုနည်းနည်းမှမလျော့ပဲကားတွေပိတ်ဆို့နေသည့်ဂျားရဲမှပင်အမြန်ဆုံးမောင်းနေပါသည်သုံးတန်ကားပေါင်းများစွာကိုကြော်ပြီးကားတကားကိုကြော်တက်လိုက်နောက်ရောက်သွားလိုက်လမ်းချိန်ထက်ကြော်တက်လိုက်တခါတည်းကတ္တရာဆေးလမ်းမော်တဝက်မြေနီလမ်းမော်တဝက်မောင်းပြန်ပါသည်ကျွန်တော်စိတ်ထဲ၌စနေရာတွင်ကားမှောက်၍တေလိမ့်မည်ဟုထင်မိပါသည်ချစ်ကားမှာဤထက်ပို၍လျင်မြန်နိုင်စွမ်းမရှိတော့ပါခြံဝင်းဝသို့ရှောင်းလျင်ခါတိုင်းကဲ့သို့စောင့်မနေရပါအသင့်စောင့်နေသူကဖွင့်ပေးပါသည်ကားပေါ်ကနေပြီးဦးစောကိုလှမ်းကြည့်ကြရာမတွေ့ပါအောက်ရောက်၍ဟိုကြည့်ဒီကြည့်တော့လဲမတွေ့ပါတော်တော်လေးကြာမှကန်ဆောင်ဘက်မှလာနေသည်ကိုတွေ့သဖြင့်ကိုဆိုးကိုတက်နှင်းတို့ကလက်သီးဆောက်မြောက်ကအောင်ပြီဟုလှမ်းအောင်ကြွေးကြော်နှုတ်ဆက်ပါသည်ဦးစောမျက်နှာမှာမကောင်းလှပါရှင်ပြအားရဝမ်းသာရှိသည့်အသွင်ကိုလည်းမတွေ့ရပါတို့ရရင်သူကလည်းလက်သီးဆုံမြောက်ကအောင်ပြီဟုပြန်လဲကြွေးကြော်နှုတ်ဆက်ပါသည်အိမ်ထဲသို့ရောက်၍ထိုင်မိသောအခါတစ်ခတ်သူများကဘလို့ပြစ်လိုက်တာပဲဘာဖြစ်သွားတာပဲစသဖြင့်ပြောလိုက်ကြသည်မှာစူညံနေပါတော့သည်ထို့နောက်ဦးစောကအရက်တိုက်ပါသည်သူကလည်းတောက်ပါသည်ကိုတက်နှင်းနှင့်ကျွန်တော်တို့ကမူမတောက်ကြပါကိုတက်နှင်းမှာပရိသမားတယောက်ဖြစ်ပြီးတသက်လုံးအရက်ရှောင်ပါသည်တယ်လီဖုန်းလာ၍ရခင်ကအတိုင်းဦးစောစကားထပြောပါသည်ခဏကြာတော့ဦးစောကထမင်းစားကြအပန်းဖြေကြဟုပြောသဖြင့်ကျွန်တော်တို့လည်းလူစုခွဲလိုက်ကထမင်းစပွဲတွင်ပြန်စုကြပါသည်ဝမ်းမိုက်ထဲတွင်ဘာအစားအစာမှမရှိပါဝမ်းဟာဒီကိုကပြောစရာမရှိပါတို့ရရင်ထမင်းစားခြင်းစိတ်လည်းမရှိစားရည်လည်းမရပါထို့ကြောင့်စိတ်ညစ်နဲ့အိယာထဲသွားကလှဲနေလိုက်ပါသည်အခြားသူများကလည်းအိယာသို့ရှောင်လာကြပါသည်ညနေ3 နာရီအချိန်ခန့်တွင်အိယာမှနိုး၍ကြည့်လိုက်ရာအိမ်ဝင်းအပြင်ဘက်၌တန်ခမောက်စစ်အုပ်ထုပ်တွင်အမြောက်အများစီးချထားသည်ကိုတွေ့ရသဖြင့်များစွာအားသင့်သွားပါသည်အခြားသူများလည်းနိုးလာကြပါသည်ကျွန်တော်ကပြောသဖြင့်ကြည့်ကြရာဝင်းကြီးတစ်ခုလုံးကိုရဲစစ်တပ်စသည်တို့ကနေရာယူထားပြီးဝိုင်းထားကြသည်ကိုတွေ့ရသည်ကိုဆိုးကမူဆမ်ရှင်ကန်တသက်အငယ်စားကိုထဆွဲပါသေးသည်အခြားသူများကသူ့ကိုဆွဲထားပြီးဒီလိုလုပ်လို့ဘယ်ဖြစ်မလဲအားလုံးတေကုန်မှာပေါ့ဟုပြောကြတော့ကြောင့်သာသူမပြစ်ပဲနေလိုက်ပါသည်မိနစ်အနည်းငယ်များကြာတော့ရဲအမှုထမ်းတယောက်လာပြီးဦးစောကခမည်းတော်ကိုခေါ်ခိုင်းလိုက်တယ်ဟုပြောပါသည်ကျွန်တော်တို့ထားလိုက်သွားချိန်တွင်ရဲစသောလက်နက်ကင်များသည်ဝန်းထဲတွင်ပြည့်နေပါပြီကဲလာကြဟုဦးစောကကျွန်တော်တို့ကိုလှမ်းခေါ်ပြီးမြို့ထဲမှာဗိုလ်ချုပ်အောင်ဆန်းတို့ကိုတနက်နဲ့ပြစ်သွားလို့မတင်ကြတာနဲ့ကျုပ်တို့ကိုနည်းနည်းပါးပါးရှာကျင်လို့တဲ့ဟုလှမ်းပြောပါသည်ထို့နောက်ခရိုင်ရဲဝန်ခန့်အစင်တန်းရှိမည်ထင်ရသောအရာရှိအားရှာကျင်နေဆိုခမည်းတော်စီမှာရှာဖွေဖို့ဝရမ်းပါသလားဟုခက်တီတီနှင့်မေးလိုက်ရာအရာရှိကြီးကတယ်လီဖုန်းဆက်ပါသည်ထို့နောက်ရှာဖွေခွင့်အမိန့်ပေးပါလေဟုပြန်ပြောလိုက်ရာဦးစောကဒီလိုဆိုရင်ရှာကြဖို့ဟုခန့်အေးပြီးပြန်ပြောပါသည်
လက်တစ်ဖက်ကဝီစကီဖန်ခွက်ကလေးကိုကင်လျက်တစ်ခါဖြည်းဖြည်းတောက်လိုက်ခက်ရွှင်ရွှင်စကားလှမ်းပြောလိုက်နေလုံနေပါသည်ရဲများရှာသည့်နောက်သို့လိုက်မသွားပါထိုင်မြဲထိုင်နေပါသည်သူ့အိတ်ခမ်းထဲမှာကြီးစံအမြောက်အများကိုရဲများဆွဲထုတ်လာကြသည်သူလှည့်မကြည့်ပါကဲရှာဖွေပြီးခမတို့အစီအစဉ်ကဘာတဲ့တော့ဟုရဲရရှိအားဦးစောကလှမ်းမိလိုက်ပါသည်အရာရှိကြီးလည်းတယ်လီဖုန်းဆက်ပြန်ပါသည်လုံခြုံစိတ်ချရေးအတွက်ခေါ်ခဲ့ဖို့အမိန့်ပေးပါတယ်ဟုရိုသိစွာပြော့ပြောင်းပြန်ပြောပါသည်ဦးစောကကြောက်တယောက်ထဲလာဟုမေးပြန်ရာတယ်လီဖုန်းဆက်ပြန်ပါသည်အားလုံးကိုပဲအနေရမရှိရအောင်လုံခြုံစိတ်ချရရေးအတွက်ဖမ်းဖို့အမိန့်ပေးပါတယ်ဟုပြန်ပြောပါသည်ကဲမတင်ကားလို့ကျုပ်တို့ကိုခဏဖမ်းမလို့တဲ့အသိမ့်ပြင်ကြအဲ့ရလေးတို့ဘာလို့ယူခဲ့ကြဟိုရောက်တော့သူတို့ပေးဖို့လွယ်ချင်မှလွယ်လိမ့်မယ်3-4ရက်ကြာချင်လဲကြာလိမ့်မယ်စသဖြင့်ဦးစောကကျွန်တော်တို့အားခက်အေးပြီးလှမ်းပြောပါသည်ကျွန်တော်တို့ယောက်ျားကြီး30ကျော်အလုံးကိုအင်းစိန်ထောင်သို့ပို့ပါသည်ကိုနိမိမခင်မောင်ရဲ့မိမနဲ့အခါရစေကလေးမကလေးအခါရစေယောက်ျားလေးတို့ကိုလည်းဖမ်းသည်ဟုနောက်တော့ကြားသိရပါသည်ကျွန်တော်တို့အင်းစိန်ထောင်သို့ရောက်သောအခါမှောင်နေပါပြီပထမညတွင်အားလုံးအတူတူအိတ်ကြရပါသည်နောက်နေ့လယ်တွင်ဦးစောကိုခွဲထားလိုက်ပါသည်3ရက်ခန့်ကြာသောအခါခင်မောင်ရင်ကိုလာခေါ်သွားပါသည်ထို့နောက်အခြားသူများကိုပါခေါ်သွားပါသည်ဘားလန်းတွင်အချို့သွားဆူမိကြပြန်ပါသည်အချို့ခန်းထဲတွင်လမ်းလျှောက်ရင်ကိုပါညွတ်အားဘယ်လိုလုပ်ကြမလဲဟုတိုးမေးရာကိုပါညွတ်ကဒီအမှုမှာဖော်ရမှာပဲမဖော်ရင်အားလုံးသိကုန်မယ်ဖော်ရင်ကြံတဲ့သူကြံလိမ့်မယ်ဟုပြောပါသည်ကိုတက်နေကိုမေးပြန်ရာမဖော်ရင်ဘယ်နည်းနဲ့မှဘာမှမဖြစ်နိုင်ဘူးဟုပြောပါသည်ကျွန်တော်မှဘာမှနားမလဲသူတို့ကိုပဲမေးကြည့်ရပါသည်ဖော်ကောင်ဘာညွှန်ဟုဆိုတော့လဲဤလောက်ချံမှုကြီးကိုပထမဆုံးအပြည့်အစုံဖော်သူမှာခင်မောင်ရင်ဖြစ်ပါသည်ခင်မောင်ရင်ကဥပဒေကိုနားမလဲကိုဘာညွှန်မှာရုံးတွင်ရှေ့ဖက်စာရေးလောက်လာသူဖြစ်တာကြောင့်သူ့ဖော်မည်ဤအမှုအတွက်ဘာမဆိုဖြစ်အောင်သူလုပ်ပေးမည်ဦးစောလေပင်ကိုကျိုးကွင်းတက်ပေးမည်တို့ရာတွင်ဒီစတိတ်ရာဇဝတ်တရားသူကြီးအရေးပိုင်ကိုခေါ်ပေးပါဟုပြောသည်ဖြင့်ရဲကစီစဉ်ပေးရပါသည်တရားသူကြီးနှင့်တွေ့သောအခါဤလောက်ကျန်မှုကြီးနှင့်ပတ်သက်၍သူဖြောင့်ချက်ပေးလိုကြောင်းဖော်ကောင်လက်မလဲထုတ်ပေးပါမည်ကြောင်းလျှောက်ထားရာတရားသူကြီးကထုတ်ပေးလိုက်ပါသည်ခင်မောင်ရင်တာမကအခြားတရခန့်တော်များများကရဲရရှိများထံအဲ့တုံဖာမောက်ဖော်ထုတ်ဝန်ခံကြပြီးသည့်နောက်မှဖော်သည့်ကိုပန်းကျုံကဖော်ကောင်ဖြစ်ပြီးခင်မောင်ရင်ကဖော်ကောင်မဖြစ်သည်မှာဥပဒေကိုနားမလည်သောကြောင့်ဖြစ်ပါသည်တရခန့်အချို့စစ်ချက်များကိုလက်နှိပ်ဆက်နှင့်အပြည့်အစုံရိုက်ထားပြီးနောက်ကြံတရခန့်အချို့ကိုခန့်နာလေးတီးပြီးဖက်ခိုင်းရအားလုံးမှန်ပါသည်ဟုဝန်ခံကြရတာကြီးဖြစ်ပါသည်အချို့ထွက်ချက်များမှာအသေးစိတ်တစ်ခုမကျန်ဘာကလေးများလိုပါသေးလားမရှိလောက်အောင်စုံစေပါသည်အမှုနှင့်မဆိုင်သည့်ကိစ္စများပင်ပါပါသေးသည်အချို့ကအပိုအမိုကလေးများပင်ပါပါသေးသည်ကျွန်တော်မသိသောအကြောင်းအရာများလည်းပါပါသည်ဘာလန်းအချုပ်ခန်းသို့နောက်တစ်ချိန်ပြန်ရောက်သောအခါရန်ကြီးနိုင်ရန်ကြီးအောင်တို့နှင့်အတူနေရသဖြင့်ကိုစိုးတို့နှင့်ဒီကိစ္စကြံစည်နေရကြပြီသူ့ကိုထိုင်ရိုက်မပြောပြဘူးပေမဲ့သူသိတယ်ရန်ကြီးအောင်ကကျွန်တော်ကိုပြောပြပါသည်ဤအချိန်တွင်ကိုစိုးကိုတက်နေမှလွဲ၍အခြားသူများသည်ဖြစ်ပျက်ရသောကိစ္စအရရနှင့်ပတ်သက်၍ဦးစောသည်သူ့ဆန္ဒများပြေဝမှုသူ့ရည်ရွယ်ချက်ဖြစ်မြောက်မှုအတွက်မိမိတို့အားလက်ပါစီတစားခံများအဖြစ်
အသုံးပြုလိုက်ခြင်းဖြစ်သည်ဟုနားလေကြကဦးစောအပေါ်စိတ်နာလာကြမုန်းလာကြသည်ကျွန်တော်တို့အမူအရာပြောင်းလာခြင်းဦးစောအားမကောင်းပြောလာကြခြင်းများကိုတွေ့ရှိကြရာကိုစိုးနှင့်ကိုတက်နှင်းတို့သည်တဦးချင်းနှစ်ဦးချင်းအနေနဲ့မကြမသိမသာလာရောက်ချော်လေရှိကြပါသည်ဂုံရှိတဲ့အချက်တန်းလူတစ်ယောက်နဲ့တွဲပြီးဖြစ်ရတဲ့ကိစ္စမှာပူစရာမရှိပါဘူးသူ့ဖာသာကြိတ်လုတ်သွားလိမ့်မယ်စသဖြင့်ပြောလေးရှိကြပါသည်ဤနည်းနှင့်ဒေါသပုံထားမှုများကိုလမ်းလွှဲပေးကြပါသည်တို့ရာတွင်မရပါမယုံကြည်ကြပါအင်းစိန်ထောင်ကြီးတဲ့တွင်အထူးခုံရုံးဖွင့်၍ပထမဦးဆုံးတရားသူကြီးများအရှိတို့ရောက်ရသောနေ့တွင်ဦးစောနှင့်ကျွန်တော်တို့အားပြန်တွေ့ကြရပါသည်ဦးစောကကျွန်တော်တို့ဘက်သို့လှမ်း၍ဘယ်နဲ့လဲနေကောင်းကြရဲ့လားစသဖြင့်နှုတ်ဆက်ပါသည်ကျွန်တော်တို့ဘက်ကကိုစိုးနှင့်ကိုတက်နှင်းကလွဲ၍အခြားသူများကစိတ်ပါလက်ပါပြန်လဲနှုတ်မဆက်ကြပါအချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်